အခုကကျွန်တော်ရွာမရွာရောက်ပြီပေါ့နော်ဒီနာရောက်ပြီရောက်ပါရောက်ပဲအခုမြင်တဲ့ဖျားကိုရှင်းအောင်ဖျားပေါ့ဟုတ်တယ်ရောက်ပါရောက်ကိုရောက်တော့မယ်နော်ရောက်တော့မယ်အခုကရွာကုန်းပေါ်မှာပေါ့ကျွန်တော်ကတော့အဲ့တော့ရွာကုန်းပေါ်တာရွာကုန်းပေါ်မှာပဲလေဒါဗာမင်းတည်ခဲ့တာကိုဒီမှာတော့ကမယ် တီတမတော့ကမယ်ဟုတ်တယ်ဒီမှာတော့ကမယ်အရင်တစ်ခါလာတော့ဟုတ်တယ်တော့ရှင်းအောင်ဖျားလို့ကျွန်တော်အဲ့တော့ပြောခဲ့သေးတယ်တမိုင်းเจ้าမှာမသိလိုက်ဘူးဖြစ်သွားအဲ့ဒါတတ်တော်ကြာပြီပေါ့နော်တတ်တော့ဒီအုပ်တွေမှာအတွေ့ရှိပေါ်တော့ကနန်း၃လုံးပဲလေကနန်း၃လုံးပဲကနန်း၃လုံးဖျားကိုတွေ့ပြီညမီးလေးလားမီးဖို့တော်ထားလားပူတော်ထားတယ်ဟုတ်တယ်ဆိုလာမီးအနိကဖူးကပဲနော်စိန်ဘူးတော့ရွေးသွားနော်နည်းရွေးသွားနည်းသွားသူ့ကိုလာတော့ခေါ်နေဟုတ်တယ်မဟုတ်ဆိုတော့ကျွန်တော်ဖုန်းထဲမှာဒီဘက်ကိုတော်တော်စောင်းတာအခုမစောင်းဘူးဗျနည်းနည်းလေးပဲဒါထီတော့လည်းဟုတ်ရင်တော့ထီတော့ပဲလားဟုတ်တယ်ထီတော့ကဥလို့လက်ထက်တော့ပြန်ထားသေးရပေါ့ပြန်တယ်1360နဲ့မှ9ခုနှစ်ပေါ့လေဒီမှာပြန်လာဒီတပိတ်ကနေပြီးတော့ချစ်ဘက်ထဲကိုကိုွေသွားတာသူကအဲ့တော့ပြန်လဲမုန်းမှန်တာဒီအောက်မှာသူကအနှစ်ကြီးနော်နှစ်ကြီးရွာဟိုအောက်မှာကျွန်တော်အရင်ခါလာတော့ဒီနားမှာကြောင်းကြီးရှိရနော်ဟုတ်တယ်ဒီနားမှာလည်းဟိုတစ်တားဖျားကြီးရုပ်တော်ကြီးတွေ့တယ်ဟုတ်တယ်ဓမ္မဒါကတော့ရွာလေကောင်ပေါ့နော်ရွာလေကောင်ပေါ့ရွာလေကောင်ရွာလေကောင်ရွာလေကောင်ရွာဟိုးဘက်ဒီအောက်မှာအောင်ဒါဦးလေဒီရွာဟိုပေါ့ဒီရွာကနေရွှေ့သွားမယ်ခုနှစ်တည်းမမှတ်မိသေးလား2000ဟောဒါလေ2013ကရွှေ့လာ2013ဟုတ်တယ်2013မှာရွှေ့ပြောင်းနေလေဒီအားလျက်စစ်ဒီမှာဂိမ်းကြီးက2014မှာသွားရေးတင်တာဟုတ်2014 8လပိုင်း15ရက်နေ့မှာရေစတင်တာသူကတော့ဒါကတော့ဒီလိုရာသီပဲဒီဖျားမြုပ်တာပေါ့နော်ဟိုကျန်တဲ့ဘယ်ရာသီမှာဒီဖျားကပြန်ပေါ်လေးရှိတော့ဒီ$ပမာလို့$ပေါ့နော်$ပြန်စော်လားဆိုပြန်ပေါ်ပြီပြန်စော်လားဆိုဒီဖျားကြီးကအောက်ကိုအုံမြစ်ထိပြန်ပေါ်ပြီပေါ့အုံမြစ်ထိအဲ့ကျတော့လာလေးလာလို့လွယ်တာပို့လွယ်သွားပြီစင်ပြရပါတော့တပေါက်တကူဆိုရင်ဒီမှာပွဲလေးပြန်လုံးပွဲကြလေတကူလားတင်ညာပွဲလေးဆိုရင်ဒီမှာဖျားလေးရွှေတေကားပြန်ကသူ့အလူရှင်နေနေပေါ့လူရှင်မပေါ်လဲပဲရွာဝိုင်းကပ်ပေါ့တကူလာကြရင်ဥစားပေါ့တကူလာကြရင်ဒီမှာအခုလိုရေကြောင့်ပျက်စီးသွားတဲ့ဖျားမှာပြန်တကူလာကြရင်အလူရှင်မပေါ်ဘူးဆိုရင်ရွာဝိုင်းပြီးတော့ပြန်လဲမွမ်းမှန်နဲ့ရွှေတင်ကားနဲ့ပြန်ကပ်ပြန်ခဲ့တယ်အလူရှင်ပေါ်ခဲ့တော့တမျိုးပေါ့နော်မျိုးပေါ့အလူရှင်လောက်ပေါ့နှစ်စမဲ့သူအလုပ်ပြန်လုပ်ပြီးဖျားညံတော်တော်မြင့်နေတော့ဒါနော်ညံတော်မြင့်နေကျွန်တော်အရင်ခါလာတော့ကလေ